ယောနတိုစီးရဲ့ဖက်နှက်ကိုစီးတိုင်းတကယ်ပဲပုံမြန်လာမှာလားကျွန်တော်တော့တောင်ပန်ကစားတာဘလို့ဖက်နှက်မျိုးဝယ်သင့်လဲကျွန်တော်တော့နောက်တန်းကစားတာဘလို့ဖက်နှက်မျိုးစီးသင့်လဲအဲ့လိုမေးထားတဲ့သူတွေဒီဗီဒီယိုပြီးအောင်ကြည့်သွားပါဖက်နှက် brand အကုန်တော့မပြောတော့ဘူးဒါပေမဲ့ Nike ကထုတ်တဲ့ဖက်နှက် line up တွေကြောင်းအရင်ပြောပြမယ် Nike ကလက်ရှိချိန်မှာအဓိကထားပြီးတော့ series ၄ခုနဲ့ထုတ်တယ် Mercurial Phantom Tiempo Nike Premier ဆိုပြီးတော့ဒီ၄မျိုးကိုအဓိကထားပြီးထုတ်နေပါတယ်ပထမဆုံးတစ်ခုဖြစ်တဲ့ Mercurial တော့ speed သုံးတဲ့တောင်ပန်ကစားသမားတွေအများစုအဖြစ်အဓိကထားသုံးကြပါတယ်ဒါပေမဲ့ပထမဆုံးစစီးတဲ့သူကတော့ဒိုလေးမဟုတ်ပါဘူးဒိုကြီးပါဟုတ်ပါတယ်1998ကမ္ဘာဖလားမှာစီးခဲ့တာပါ Mercurial မှာ Vapor နဲ့ Superfly ဆိုပြီးတော့ရှိတယ် Vapor ကတော့ low cap ပေါ့နော် Superfly ဆိုတာက high cap အရှိဖြစ်ပါတယ်အတွေ့အကြုံရကတော့ Mercurial ရဲ့အားသာချက်ကပေါ့ပါတယ်ခြေထောက်နဲ့သူကတထက်ထဲကျတယ်လို့ခံစားရတယ်ပြေးနေတဲ့အချိန်မှာလည်းခြေထောက်ထဲမှာလွတ်လွတ်လပ်နဲ့ခြေထောက်အတိုင်းလိုက်ပြေးနေရတယ်လို့ခံစားချက်ကိုရတယ်ဒါကတော့ကိုယ့်ရဲ့ကိုယ်အတွေ့အကြုံပြောပြတာပါပြီးတော့ Mercurial ကလူကြိုက်တဲ့တအားများပါတယ်အခုကြည့်ပါဒီမှာရေးထားတဲ့ Air Zoom ဆိုတာက running shoe တွေမှာသုံးတဲ့နည်းပညာကိုဒီဖက်နှက်တွေမှာပါထည့်ပြီးတော့သုံးပေးထားရလို့ပြောတာပါဒါကြောင့် speed သုံးပြီးတော့ကစားတဲ့သူတွေက Mercurial ကိုရွေးတာများပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ Tiempo တော့အလိန်ခောက်လောက်ရတဲ့ကြိုက်တဲ့သူတွေတော်တော်များများစီးပါတယ်ဘောလုံးစိတ်ဝင်စားရင်တော့ဒီဗီဒီယိုသိကြမှာပါအရင်တော့ဂျော်နတင်ဟိုဘားတန်းကိုကန်တဲ့ဗီဒီယိုပါဒီဗီဒီယိုမှာဆိုရင် Tiempo ဖက်နှက်ကိုစီးပြီးတော့ကန်ပြထားတာပါTiempo မော်ဒယ်နှစ်ခုလောက်တော့စီးဘူးတယ်Nike Mercurial လောက်တော့ကျွန်တော်စိတ်ထဲမှာမကြိုက်ဘူးစီးရတာတက်တော့ရှိတယ်ဆိုပေမဲ့အခုလိုထိတ်မှာနည်းနည်းလေးထွက်နေရလို့ခံစားရတယ်ကွက်တီဖြစ်နေရလို့တိတ်မခံစားရဘူးဒါကတယောက်နဲ့တယောက်အကြိုက်မတူလို့ဖြစ်နိုင်ပါတယ် Tiempo တော့နောက်တန်းကစားသမားတွေလည်းစီးသလို dribbler တွေတော်တော်များများလည်းစီးကြပါတယ် Van Dijk တို့ Musiala တို့လက်ရှိမှာကြော်ညာရင်းနဲ့သူတို့စီးနေပါတယ်တတိယတစ်ခုအနေနဲ့ကတော့ Nike Phantom series ဖြစ်ပါတယ် Phantom မတိုင်ခင်မှာအရင်က T90 Hypervenom ဆိုတဲ့ series တွေထွက်ခဲ့ပါသေးတယ်အဲ့ဒါကတော့နေမာနဲ့စာချုပ်ဖြတ်သိမ်းပြီးနောက်ပိုင်းမှာမထုတ်တော့ဘဲနဲ့အခုနောက်ပိုင်း Phantom ဆိုပြီးတော့ပဲထုတ်လာခဲ့တာပါ Phantom ဖက်နှက်တွေကတိကျမှုနဲ့ပတ်သက်ပြီးတော့နာမည်ကြီးပါတယ် Phantom မှာ Phantom GX Phantom Luna ဒီနှစ်မှာဆိုရင် Phantom 6ဆိုပြီးတော့ထွက်လာပါတယ်အဓိကအဖြစ် Kevin De Bruyne Erling Haaland ဒီလိုကစားသမားမျိုးတွေနဲ့ model အသစ်ထွက်တဲ့အခါတွေမှာ Phantom ဖက်နှက်အသစ်တွေကိုမြင်တွေ့ရလိမ့်ရှိပါတယ်ကိုကခြေကုံလည်းနည်းနည်းလေးမောက်တယ်ခြေပြားလည်းနည်းနည်းလေးသေးတယ်ဆိုရင်ဒီလိုဖက်နှက်တွေနဲ့အဆင်ပူပြေမယ်လို့ထင်ပါတယ်ခြေပြားနည်းနည်းကြည့်ရင်နည်းနည်းလေးကြက်တယ်ဆိုတဲ့ခံစားချက်လေးရပါတယ်ဒါကတော့ကျွန်တော်စီးကြည့်တော့အတွေ့အကြုံပြပြတာပါ Nike Premier ကတော့ old school vibe ကိုပဲထုတ်တဲ့အတွက်နောက်ပိုင်းမှာလူစီးနဲတာကိုတွေ့ရပါတယ် Nike ဖက်နှက်တွေမှာလည်း grade ခွဲထားပါတယ်ဘယ်လိုခွဲထားလဲဆိုတော့ elite grade ကတော့ professional ကစားသမားတွေစီးတဲ့ဖက်နှက်အမျိုးအစားပါဈေးကလည်းအမြင့်ဆုံးဖြစ်ပြီးတော့Nike ရဲ့အကောင်းဆုံးနည်းပညာတွေလည်းအကုန်ပါပါတယ်။ဘာလဲဆိုတော့ Flyknit တို့ Gridknit တို့ Air Zoom တို့ ACC နည်းပညာတို့ဒါတွေပေါ့နော်။အကုန်ပါပါတယ်။ Elite version ဝယ်မှပဲ original ဖက်နှက်အိတ်ပါတာကိုပဲတွေ့ရများပါတယ်။နောက်တစ်ခုက Pro Grade က Elite လောက်လည်းဈေးကမတက်နိုင်ဘူး။ကောင်းတာလည်းလိုချင်တယ်ဆိုတဲ့သူတွေဆိုရင် Pro Grade ကိုပဲရွေးလို့ရတယ်။ဘာလို့လဲဆိုတော့ဒီထဲမှာ Elite မှာပါတဲ့နည်းပညာအချို့တော့ပါတယ်။အရန်လဲစင်တယ်။တိကျကြည့်မှပဲကွာခြားချက်ကိုသိမယ်ကြန့်ခိုင်မှုရေရှည်ခန္ဓာတွေကလည်းအတူတူနှီးပါးလောက်ဖြစ်တယ်ဒီတစ်ခုကတော့ Academy Grade ဈေးသက်သာပြီးဖက်နှက်အစ်စ်လေးလိုချင်တယ်အပျော်တမ်းပဲကစားမယ်ဆိုတဲ့သူတွေအတွက်ဒီ Academy Grade ကိုရွေးချယ်ဖို့ recommend ပေးပါတယ်ချုပ်သားနဲ့တုံးထားတဲ့ပစ္စည်းတွေကတော့ဈေးပေါ်တယ်အခြေခံပစ္စည်းတွေကိုပဲတုံးထားမှာဖြစ်ပါတယ်ဒါကြောင့်ရေရှည်အသုံးပြုဖို့အတွက်ဆိုရင်တော့သိအဆင်မပြေပါဘူး Okay ပါဒီလောက်ဆိုရင် Nike ဖက်နှက်တွေနဲ့ပတ်သက်ပြီးတော့ဖက်နှက်တွေရဲ့ history တွေရောgrade တွေရောဒီလောက်ကိုပြပြထားပြီးဖြစ်တဲ့အတွက်နောက်ပိုင်းဖက်နှက်တွေတွေ့တဲ့အခါအမျိုးအစားတွေကြခွဲခြားတတ်သွားမယ်လို့ထင်ပါတယ်အခုပြထားပေးတဲ့ဖက်နှက်တွေကိုမှားယူခြင်းနဲ့ဆိုရင်လည်းကိုရီးယားနေပြီးတော့ဝယ်ယူပြီးတော့ပို့ဆောင်ပေးပါတယ်လက်ရှိကိုရီးယားနိုင်ငံထဲမှာရှိနေပြီးတော့ဝယ်ဖို့အဆင်မပြေတဲ့သူတွေတွားဝယ်ဖို့အချိန်မရတဲ့သူတွေဆိုရင်လည်းတဆင့်ပြန်လည်ဝယ်ယူပေးတဲ့ဝန်ဆောင်မှုလုပ်ပါတယ် CV ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်